မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားရင်းနှီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ဓတ္တမတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့ကြပြလေးတစ်ပုဒ်ကိုရွတ်ဆိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကြပြလေးရဲ့နာမည်ကတော့အလွမ်းပြေစာတစ်စောင်နဲ့ဒီကြပြလေးကိုမရွတ်ဆိုမဖတ်ပြခင်မှာဒီကြပြလေးကိုရေးသားထားခဲ့တဲ့ကြပြစာဆိုရှင်ရဲ့အထုပ်ပတ်တီလေးကိုအနှဲငယ်လေးပြောပြခြင်းပါတယ်အလွမ်းပြေစာတစ်စောင်ဆိုတဲ့ကြပြလေးကိုကြပြဆရာကြီးဆရာတင်မိုးကနေပြီးတော့ရင်လွတ်လပ်ရေးခေတ်မှာရေးသားခဲ့တဲ့လေးချိုးကြပြတစ်ပုဒ်ဖြစ်ပါတယ်ဆရာကြီးတင်မိုးကို1933ခုနှစ်နိုဝင်ဘာလ19ရက်နေ့မှာမြင်းချံခရိုင်တောင်သာမြို့နယ်ကံမြဲကျေးရွာ၌အဖဥပအိုနှင့်အမိဒေါ်စံထေတို့ကနေမွေးဖွားခဲ့တာဖြစ်ပါတယ်အမည်ရင်းမှာဥပကျန်းဖြစ်ပါတယ်1958ခုနှစ်မှာတနိုင်ငံလုံးမြန်မာစာရမှတ်အများဆုံးနဲ့ဓတ္တမတန်အောင်မြင်က1958ခုနှစ်မှာမန္တလေးတက္ကသိုလ်ကိုတက်ရောက်ခဲ့ပါတယ်1965ခုနှစ်မှာမန္တလေးတက္ကသိုလ်မှဝိဇ္ဇာဘွဲ့ရရှိခဲ့ပါတယ်1950ပြည့်နှစ်သတင်းကျွတ်အထူးထုတ်မန္တလေးမြို့ဗဟိုစီသတင်းစာမှာဝါကျွတ်တပင်ကြပြကိုကံမြဲတနှင်းကလောင်အမည်နဲ့ရေးဖွဲ့ပြီးတော့စာပေလောကကိုစတင်ခြေချခဲ့တာဖြစ်ပါတယ်1951ခုနှစ်မှာအထက်ဗမာနိုင်ငံစာရေးဆရာအသင်းရဲ့အဆိုစာဆိုတော်မဂ္ဂဇင်းမှာကံမြဲနန်းမြင့်နွယ်ကလောင်အမည်ဖြင့်လဲတဲ့ကတေးတန်ချိုကြပြကိုရေးဆက်ခဲ့ပါတယ်1955-58ခုနှစ်မှာကိုရင်ကျန်းစမ်းရောင်ကလောင်အမည်ကွဲများဖြင့်ရေးသားခဲ့ပါတယ်1958ခုနှစ်ဖေဖော်ဝါရီလထုတ်သွေးတောက်မဂ္ဂဇင်းမှာအခိုးခံရသောကာယံလေးများကြပြမှစ၍တင်မိုးကလောင်အမည်ကိုယူခဲ့ပါတယ်1963-68ခုနှစ်တွင်အထက်ဗမာနိုင်ငံစာရေးဆရာအသင်းအမှုဆောင်အဖြစ်တာဝန်ယူသည်1965ခုနှစ်တွင်မန္တလေးတက္ကသိုလ်ကဝိဇ္ဇာဘွဲ့ရရှိခဲ့သည်ဖန်မီးအိမ်စာအုပ်တိုက်ကိုတည်ထောင်သည်1966-1968ခုနှစ်တွင်လူရုသတင်းစာကြပြကဏ္ဍအက်ဒီတာအဖြစ်ဆောင်ရွက်ခဲ့သည်ဆရာတင်မိုးပြုစုခဲ့သောကြပြစာအုပ်များအနက်ဖန်မီးအိမ်ကြပြများစာအုပ်ဖြင့်1959ခုနှစ်တွင်စာပေဗိမာန်ကြပြစုရရှိခဲ့သည်ဗရောက်မသရဖီ1969ခုနှစ်အမျိုးသားစာပေစုထီးကလေးနှင့်မတ်နီကြပြစာအုပ်ဖြင့်1980ပြည့်နှစ်အမျိုးသားစာပေစုခလေးစာပေရရှိခဲ့သည်ခွတ်တောင်းအလံခေါ်ရသို့2002တိရွက်ကြွေကလေးပေါ်မှာရေးတဲ့မှတ်တမ်း2004အညာလန်းကဓမ္မတန်း2006ကြပြစာအုပ်များကိုပြည်ပတွင်ထုတ်ဝေခဲ့ပြီးကွယ်လွန်ချိန်အထိကြပြများရေးခဲ့သူဖြစ်သည်2004ခုနှစ်အောက်တိုဘာလတွင်နယ်သာလန်နိုင်ငံမှစာပေစုချီးမြှင့်ခြင်းခံရသည်ဆရာတင်မိုးသည်2009ခုနှစ်ဇန်နဝါရီလ22ရက်တွင်အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်လော့စ်အိန်ဂျလိစ်မြို့၌ကွယ်လွန်ခဲ့ပါသည်အခုဖတ်ပြခဲ့တာကတော့ကြပြစာဆိုရှင်အလွမ်းပြေစာတစ်စောင်ရဲ့ကြပြစာဆိုရှင်ဆရာတင်မိုးရဲ့အထုပ်ပတ်တီလေးဖြစ်ပါတယ်။ကဲဒါဆိုရင်အလွမ်းပြေစာတစ်စောင်ဆိုတဲ့ကြပြလေးကိုဖတ်ကြည့်ရအောင်။ဒီကြပြလေးကတော့အမေရဲ့လက်ရည်အမေရဲ့မေတ္တာအမေရဲ့စေရနာတွေကိုလွမ်းစွတ်တတာပြီးတော့ရေးသားခဲ့တဲ့ကြပြလေးတစ်ပုဒ်ဖြစ်ပါတယ်။အလွမ်းပြေစာတစ်စောင်အလွမ်းပြေအမေရေးတဲ့ကောက်ကွေးကွေးအခရာခဲတံကိုတတွေးစွတ်လို့ဖြတ်ဖို့ရအစုံစုံနဲ့စာတပ်ပုံမမှန်ကန်လဲအမေညံဘယ်လိုကောင်းပါလဲပြောင်းညွတ်သည့်စာဖိုးတာယာเจ้าမာတုံးစီကသင်မုံကုံကျွတ်အောင်မတက်တော်လဲအမေမှာစေရနာဓာတ်တွေကဖြတ်ခနဲ့ယိုလို့လားလွမ်းစာတဲ့စောင်းပါအမေမရှိတော့လဲဖြေမိဖြေစရာပေါ့တီလွမ်းစာတီလည်းရေးရယ်က
ပဲတီချင်းတွယ်တွယ်ကွေးလိုပစီရေးပုံမပြေပါလဲစေရနာအလွန်တန့်နာမှုအမေစာတကယ်ခန့်နေအမိပါတကား20ရာစုတင်မိုးဒါလေးကတော့ဆရာတင်မိုးရေးသားထားတဲ့အလွမ်းပြေစာတစ်စောင်ဆိုတဲ့အမေအလွမ်းပြေစာလေးတစ်စောင်အကြောင်းရေးထားတဲ့ကြပြလေးပဲဖြစ်ပါတယ်ဒီစာလေးထဲမှာကြည့်မယ်ဆိုရင်အလွမ်းပြေအမေရေးတဲ့ကောက်ကွေးကွေးအခရာအမေရဲ့လက်ရေးလေးတွေကမလှပါဘူးเนาะအခရာလေးတွေကကောက်ကွေးကွေးအခရာလေးတွေရှိပါတယ်ရေးထားတဲ့စာဟာလဲခဲတံကိုတွေးစိုးပြီးတော့ရေးထားတဲ့စာဖြက်ရအစုံစုံနဲ့စာလုံးပေါင်းတပ်ပုံကလည်းမမှန်ကန်အမိညာဘလို့ကောင်းပါလဲဆိုပြီးတော့ရင်စဉ်းစားထားတဲ့စာဖိုးတာယာအကြောင်းမှာတုန်းကသင်မုန်းကုံကျွတ်အောင်အမေမရခဲ့တော့လဲဒီစာလေးထဲမှာတော့အမေရဲ့စေရနာဓာတ်တွေမေတ္တာဓာတ်တွေရိုးဖိတ်နေတဲ့လွမ်းစာလေးတစ်စောင်ဒီအလွမ်းစာလေးတစ်စောင်ကိုအမေမရှိပေမဲ့လည်းဖြည့်မိဖြည့်စရာဒီပဲတီချင်းလို့တက်သွယ်ကွေးလေးတွေလို့ရေးထားတဲ့အမေစာလေးဟာနော်စေရနာအလွန်တန့်နာမှုမေတ္တာစာလေးဟာတကယ်ကိုပဲလွမ်းမိပါတယ်အလွမ်းပြေစာလေးတစ်စောင်မှလားဆိုပြီးတော့ရင်ဆရာတင်မိုးကနေပြီးတော့ရင်အမေလက်ရေးလေးနဲ့ရေးထားတဲ့အလွမ်းပြေစာတစ်စောင်လေးအကြောင်းရေးဖွဲ့ထားတာဖြစ်ပါတယ်ဒီကြပြလေးထဲမှာတော့ခက်စစ်အဖွင့်ကလေးလုံးပဲလေးလာမှာဖြစ်ပါတယ်ပထမတစ်လုံးကတော့စောင်းပါပစ္စည်းတစ်စုံတရာကိုလူလွှတ်ရဖြစ်စေလူကြုံအံ့၍ဖြစ်စေရက်ဝဲသို့ပေးဖို့သည်တဲ့စောင်းပါမဟုတ်ဘူးစောင်းပါနောက်တစ်ခုကပြောင်းညွတ်နူးညံ့တိမ်မွေ့သောနောက်သင်မုန်းကုံသင်မုန်းကြီးသင်ငန်းစာပြီးမြောက်သည်နဲ့အခရာစာရေးသားရာ၌အတန်ကိုကိုစားပြုသောအမှတ်သင်္ကေတဆိုပြီးတော့ရင်ခက်စစ်အဖွင့်လေးလုံးကိုလေ့လာတွေ့ရှိရမှာဖြစ်ပါတယ်အခုဖတ်ပြပေးခဲ့တာကတော့ဓတ္တမတန်မြန်မာသာဖတ်စာမှာပါဝင်တဲ့ဆရာကြီးတင်မိုးရေးသားခဲ့တဲ့အလွမ်းပြေစာတစ်စောင်ဆိုတဲ့ကြပြလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်